မာချမ်းစာဘောနော်ဒါထွေးတာနဲ့ဆက်ရခုံနေပြီဖြစ်တယ်ဘာလို့ဆိုတော့မဖတ်ဘူးတဲ့ချမ်းစာနာသိမ့်မထောင်ဘူးတဲ့ဒီဘယ်လိုခေါ်မလဲဘာသာစကားနဲ့ဒီနေ့ဝင်ငှမယ်အစီအစဉ်မှာပါဝင်လာတဲ့အတွက်နည်းနည်းစိတ်ခုံတယ်ပေါ့အရင်လိုမဟုတ်ဘူးပေါ့နော်ရင်ခုန်တယ်ပေါ့အရန်စိတ်လေးလှုပ်ရှားတယ်ပြီးတော့မနေ့ညဆိုရင်ညလုံးပို့အဲ့လိုမရဘူးတရားဟုတ်ဖို့အောက်လိုင်းဆွဲတော့စိတ်ကူးရင်ထဲမှာလုံးဝမပေါက်ဘူးဘာလို့ဆိုမသုံးဘူးတဲ့ဘာသာစကားနဲ့နဲ့ဒီနေ့တရားဝင်ရမယ်ဆိုတော့ကျွန်တော်အတွက်အရန်ခက်ခဲတယ်ဒါမဲ့ဒီနေ့တရားဟိုးမှာဒီပါစာကျွန်တော်ဟိုခိုင်းလို့ဟိုတာမဟုတ်ဘူးကိုယ့်အကူရွေးပြီးမှဟိုတာဘာလို့လဲဘာလို့ညမှာစဉ်းစားလဲဘာလို့ဒီလောက်အသက်အရွယ်မှာကိုမနိုင်တဲ့ပေါ့နော်ကိုမနိုင်တဲ့ဘာသာစကားနဲ့ဘာလို့တရားတော်ဟောမှာလဲလူတကယ်လူအပ်သလားပေါ့နော်တကယ်လူအပ်သလားတော်တဲ့လူကဟောခိုင်းပါလားကိုနိုင်တဲ့ဘာသာစကားနဲ့ဟောပါလားကျွန်တော်ဆိုရင်အင်္ဂလိပ်လို့ဆိုရင်တိတ်မကောင်းတော့မှကြိတ်တဲ့ချိန်မှာလာနု9မိနစ်အချိန်ပေးလို့ရှိရင်ကြိတ်တယ်လို့ဟောပေးလို့ရတယ်ချင်းလို့ဆိုရင်ရတယ်ပေါ့နော်သားတို့သမီးတို့အကုန်သိတဲ့အတိုင်းပဲဒါမဲ့ကိုမနိုင်တဲ့ဒီမြန်မာလူဟောမယ်ဆိုတာမခိုင်းပဲနဲ့ပေါ့နော်ကိုရွေးပြီးမှမှတ်တရမယ်ဆိုတာလူအပ်သလားပေါ့နော်ကိုမနေရစဉ်းစားပြီးမှကိုမေးတယ်ဒါမဲ့တခါတလေကျွန်တော်ဘဝစဉ်းစားတော့မကျေနပ်တဲ့နေရာလေးရှိတယ်ပေါ့ကိုအမှုတော်ဆောင်တဲ့နေရာမှာကူတတ်တဲ့နေရာလေးကိုပဲရွေးပြီးမှလောက်တာသိမကျေနပ်ဘူးတခါတလေသူများရည်တဲ့နေရာမှာလေတွားရက်ချင်တယ်ဒီနေ့လေရှိချက်တယ်လို့အင်္ဂလိပ်လိုဟောမယ်ဆိုအာရပါရဟောလို့ရဘေးနိုင်ငံဘေးသွားကျွန်တော်နိုင်ငံ30နီးပါးသွားတယ်အင်္ဂလိပ်လိုနဲ့ပဲချတယ်ဘယ်သူမှကယူစိတ်တာမဟုတ်ဒါမဲ့ခုမြန်မာလိုကျွန်တော်အတွက်လွယ်တဲ့အရာအင်္ဂလိပ်လိုပြောမယ်ဆို I want to fire myself ဆိုတာကိုယ့်အကိုဘယ်လိုခေါ်မလဲသူများရည်အောင်မို့နော်ဘာချင်နေပဲရောက်ဟာတာဖြစ်လေဖြစ်ပါစေဖျားတဲ့အတွက်ဆိုရင်မလုံးရမရှိဘူးဆိုတဲ့ဆန္ဒနဲ့ဒီနေ့ရွေးပြီးမှဒီမှာပလင်ပေါ်မှာရက်တာဖြစ်တယ်ဆိုတာပထမဆုံးသဘောထားလေးပြောပြချင်တယ်မနေ့ကစောထချင်းသမီး2ယောက်3ယောက်ခေါ်ပြီးမှအခန်းလေးကိုတက်ချင်းလောက်ခိုင်းတယ်အဲ့မှာသမီး3ယောက်လေးကိုပြောလိုက်တာပေါ့ဒီနေ့ဖေတရားဟိုမှာညနေပိုင်းဆိုမနေ့မှဆိုချင်းလို့ဟိုမယ်ညနေကြလို့ဆိုပမာလို့ဟိုမယ်ချစ်သမီးတယောက်ကဟေးဖေတကယ်ဟိုနိုင်မလားဟိုဘူးလို့လားမဟိုတာပဲကောင်းပါတယ်အဖေကအင်္ဂလိပ်လူနဲ့ချင်းလူပဲရတာမမလူနဲ့တခါမှမဟုတ်ဘူးတာဘယ်လိုသွားဟိုနိုင်မှာလဲမဟုတ်တာပဲကောင်းမယ်ဆိုမှ तू စိတ်လုံးဝမကောင်းဘူးအဲ့နဲ့သမီးလေးကိုပြောပြတာပေါ့နော်အေးတတ်တဲ့စကားနဲ့ပဲအာရပါရနဲ့လူတန်းရဘုရားတင်ရတွေ့အမှုတော်ဆောင်ခြင်းတယ်အဲ့ဒါမှအာမရတော့ကိုမရတဲ့ဒီစကားလေးနဲ့ဒီနေ့တော့ဝင်ငါချင်တယ်ဆိုတာနည်းနည်းပြောချင်တယ်ဘရောအတွေ့အကြုံလေးတစ်ခုဝင်ငါမယ်ဆိုရင်ကျွန်တော်အိန္ဒိယကျောင်းတက်တုန်းကဆိုရင်ကိုရီးယားနဲ့ missionary တယောက်ရှိတယ်သူတရားဟောတာတစ်ခါနားထောင်ဘူးတယ်သူအင်္ဂလိပ်စာဆိုရင်လုံးဝမမှန်တာ grammar တစ်ခုမှမမှန်ဘူး sentence တစ်ခုကိုကောင်းမွန်နဲ့လုံးဝမပြောနိုင်တဲ့ဆရာတော်တစ်ပါးရှိတယ်သူဝင်ငါတော့နားထောင်တော့နားလေတယ်ပေါ့အတန်လဲလုံးဝမမှန်ဘူး3ဆိုတာ3လို့ပြောတယ်အင်္ဂလိပ်ဒီ grammar နဲ့နားထောင်ကြည့်မယ်ဆိုရင် grammar တစ်ခုမှမမှန်ဘူးဒါမဲ့အာရပါရနဲ့ဟောတာတွေးလိုက်တော့တိုးလဲခွာရတယ်ဒီနေ့ဘာလို့ဒီအစဝတ်ပြုစည်းဝဲမှာကျွန်တော်ကိုရွေးပြီးမှဟိုးတယ်လေဆိုအိုတီဆရာတော်ကတလောက်မရတဲ့ဘာသာစကားနဲ့ဝင်ငှချင်လို့ရှိရင်သူ့ထက်ငါတိုးတယ်သူ့ထက်ကျမတိုးတယ်ဆိုတဲ့ဆန္ဒနဲ့ဘုရားသခင်အတွက်အသက်ရှင်နိုင်ဖို့အတွက်ဒီခွန်အားပေးဖို့ရည်ရွယ်ပြီးမှတ
ဒီပလင်ပေါ်မှာမတ်တထားတာဖြစ်တယ်ဆိုတာအနေငယ်ဝင်ငှခြင်းတယ်ဆိုတော့ဒီငယ်ဝင်ငှဖို့ကျမ်းပိတ်ရွေးထားတာတမန်တော်ဝတ္ထုဒီရှာချမ်းနဲ့ဒီ the me blessing နဲ့ပေါ့နော်ရှာပင်းလည်းရှိပါတယ်တမန်တော်ဝတ္ထုဆိုတာတမန်တော်လို့ရေးပြောမရဘူးလားဝတ္ထုဆိုတာပြောဖို့လူလားလို့သူတို့မေးသေးတယ်ပေါ့ဟိုဆရာတော်တပါတမန်တော်ဆိုရင်ရပြီတဲ့ဒါမဲ့ဆိုဆရာတယောက်ကတမန်တော်ဝတ္ထုမပါလို့ရှင်အားရမစုံဘူးဆိုတော့သူတို့ပြောတဲ့အတိုင်းပေါ့တမန်တော်ဝတ္ထုအခန်းကြီး2အဲ့လိုပေါ့နော်သူတို့ဖတ်တဲ့အတိုင်းတမန်တော်ဝတ္ထုအခန်းကြီး2အငယ်42ရာနေ41ရာနေကျွန်တော်ဖတ်ပြချင်တယ်ကျမ်းစာပါလို့ရှင်သူတကွဒီကြည့်ပေးဖို့ပေါ့နော်ကျွန်တော်ဒီလိုဒီကနေပဲဖတ်သွားမှာဖြစ်တယ်အငယ်အခန်းကြီး2အငယ်41ပေါ့နော်သူစကားကိုအသက်နှလုံးသားသွန်းမိသောသူတို့သည်ဗတ္တိဇံကိုခံ၍သူနဲ့၌အီအတွက်အားဖြင့်3000မြတ်လောက်သောသူတို့သည်ဝင်ကြ၏သူသူများသည်တမန်တော်တို့၏ဆုံးမဩဝါဒကိုခံခြင်းအပေါင်းအသင်းဖွဲ့ခြင်းမုံကိုဖက်ခြင်းပတ္ထနာပြုတ်ခြင်းတို့ကိုအမြဲဆောင်ရွက်လက်နေကြ၏လူအပေါင်းတို့သည်ဝမ်းမြောက်သောစိတ်နဲ့အစာအာဟာရကိုတုံးဆောင်ကြ၏ဘုရားသခင်ကိုလူဝက်ချက်ဆိုမှခေါင်းစဉ်တပ်ပြီးမှဒီဝင်ငှခြင်းနဲ့ဒီအသင်းတော်ဒီလောကမှာရှိတဲ့အသင်းတော်မှာအောင်မြင်တဲ့အသင်းတော်ရှိတယ်လို့တိတ်မအောင်မြင်တဲ့အသင်းတော်လည်းရှိတယ်ဒီမှာချင်းမင်းနဲ့မှာတွေ့မယ်ဆိုရင်EFC အသင်းတော်ဆိုရင်အစအရုံးကဆိုတော်တော်လေးကိုအောင်မြင်လာခဲ့တယ်ဒါမဲ့ခုနောက်ပိုင်းကြာလာလို့ရှိရင်ပျော်ပြမှဖြည်းလေးနဲ့ပျော်ပြမှအခုအသင်းတော်တိတ်မရှိတော့ဘူးတချို့အသင်းတော်တွေကအစမှာကောင်းပေမဲ့အဆုံးမှာတိတ်မကောင်းတဲ့မအောင်မြင်တော့တဲ့အသင်းတော်တွေလည်းအများကြီးရှိတယ်ဆိုတော့အသင်းတော်သားမကဘူး company မှာလည်းအောင်မြင်တဲ့ company ရှိတယ်လို့တိတ်မအောင်မြင်တဲ့ company လည်းရှိတယ်ကျောင်းမှာလည်းအောင်မြင်တဲ့ကျောင်းရှိတယ်တိတ်မအောင်မြင်တဲ့ကျောင်းရှိတယ်ဒီမှာ future star ဆိုမနေ့ကပဲစတယ်ဒါမဲ့တော်တော်လေးအောင်မြင်လာတယ်ဒါမဲ့ကျွန်တော်ကျောင်းကြတော့စတာတော်တော်လေးကြာပြီပေါ့နော်ဒါမဲ့ future star လို့တိတ်မအောင်မြင်ဘူးပေါ့နော်company တစ်ခုနဲ့တစ်ခုလည်းမတူကြဘူးရုံးတစ်ခုနဲ့လည်းတစ်ခုလည်းမတူကြဘူးနိုင်ငံတစ်ခုနဲ့နိုင်ငံတစ်ခုလည်းမတူကြဘူးအောင်မြင်တဲ့အဖွဲ့အစည်းလည်းရှိတယ်မအောင်မြင်တဲ့အဖွဲ့အစည်းလည်းရှိတယ်အောင်မြင်တဲ့ company လည်းရှိတယ်လို့မအောင်မြင်တဲ့ company လည်းအများရှိတယ်အဲ့တိုင်းပဲအသင်းတော်အောင်မြင်တဲ့အသင်းတော်ရှိတယ်လို့တိတ်မအောင်မြင်တဲ့အသင်းတော်ရှိတယ်ဒီနေ့ပါဝင်လာတဲ့ယုံကြည်သူကဒီလိုရည်လိုက်လို့ရှိရင်တိတ်မများဘူးပေါ့နော် Grace မြန်မာနှစ်ချင်းအသင်းတော်ကအောင်မြင်မဲ့အသင်းတော်ဖြစ်ဖို့ရန်အတွက်လှူဝက်ချက်လေးသိဖို့လိုတယ်ဆိုတော့ဒီခေါင်းစဉ်လေးနဲ့နည်းနည်းဝင်ငှချင်တာဖြစ်တယ်ဒီ Grace နှစ်ချင်း Grace မြန်မာနှစ်ချင်းအသင်းတော်ကအောင်မြင်ပြီးမှတကယ်ကြီးမားတဲ့အသင်းတော်ဖြစ်ဖို့ဘုရားသခင်မှာအလိုတော်ရှိတယ်ဒါမဲ့ဒီလှုပ်ဝက်ချက်တွေရှိတယ်လေကျွန်တော်ယုံကြည်သူကနေပါလှုပ်ဝက်ချက်တွေသိဖို့လိုအပ်တယ်လေဆိုတာဒီနေ့ဝင်ငှချင်တာဖြစ်တယ်အငယ်52မှာကြည့်လိုက်လို့ရှိရင်အောင်မြင်သောအသင်းတော်ရဲ့လှုပ်ဝက်ချက်ပထမလှုပ်ဝက်ချက်တာဆိုရင်အပေါင်းအသင်းဖွဲ့ခြင်းဆိုတာပထမလှုပ်ဝက်ချက်ဖြစ်ပါတယ်အသင်းတော်တုတက်ဖို့ရန်အတွက်အသင်းတော်အောင်မြင်ဖို့ရန်အတွက်ဒီအင်္ဂလိပ်လိုပြောမယ်ဆိုရင် we need to have fellowshipအပေါင်းအသင်းဖွဲ့စည်းခြင်းကအရာလူအပ်တယ်လူဟာတခြားတရိษာနဲ့မတူဘူးပေါ့နော်လူဟာဆိုရင်တယောက်တည်းနေနိုင်တဲ့လူမဟုတ်ဘူးအပေါင်းအသင်းလူအပ်တယ်လူဖြစ်တဲ့အတွက်ကျွန်တော်အသင်းတော်တိုးတက်ဖို့ရန်အတွက်အပေါင်းအသင်းဖွဲ့စည်းခြင်းဆိုတာအရန်လူအပ်တဲ့လှူဝက်ချက်တစ်ခုဖြစ်တယ်အင်္ဂလိပ်လိုဖော်ပြမယ်ဆိုရင်အင်္ဂလိပ်လိုဆိုရင် they have fellowship ဆိုတာစလုံးနှလုံးပေါင်းပြီးမှသုံးတဲ့စလုံးဖြစ်တယ် fellow ဆိုတာတငယ်ချင်း ship ဆိုတာလှေပေါ့ fellowship လုပ်တယ်ဆိုတာအတူတကွလှေပေါ်မှာထိုင်ပြီးမှလှေလှိုတယ်ဆိုတဲ့သဘောရှိတယ်ဆိုတော့အသင်းတော်တစ်ခုတုတက်ဖို့ရန်အတွက်အောင်မြင်ဖို့ရန်အတွက်လှေတစ်ခုပေါ်မှာအားရှိတယ်လို့လဲထိုင်မယ်
အားသိမရှိတယ်လို့လဲထိုင်မယ်ဒါပေမဲ့အားရှိသည်ဖြစ်စေမရှိသည်ဖြစ်စေအတူတကွဟိုဘက်ကနေဟိုဘက်ကရောက်အောင်အတူတကွလှေထိုးတာကိုအသင်းတော်ကဒီဗာလဲ fellowship လုပ်တယ်ဆိုတာအပေါင်းအသင်းဖိတ်စီတယ်ဆိုတာအတူတကွလှေလိုပြီးမှတစ်ဖက်ကနေတစ်ဖက်ကရောက်အောင်အတူတကွအားထုတ်ပြီးမှမိတ္တဟာယဖိတ်ခြင်းဆိုတာအသင်းတော်တုတက်ဖို့ရန်အတွက်အလွန်အရေးကြီးတဲ့လှူဝဲချက်တစ်ခုဖြစ်တယ်ဆိုတာဒီနေ့ငါချင်းတယ်ဒီ Grace မြန်မာနှစ်ချင်းအသင်းတော်တုတက်ဖို့ရန်အတွက်ဒီ we need to have fellowship we need to have fellowship ဆိုတာတဘောပေါက်ကြတယ်ထင်ပါတယ်ကျွန်တော်အပေါင်းအသင်းရှိအရန်လိုအပ်တယ်ဆိုတော့အပေါင်းအသင်းရှိတဲ့နေရာနှစ်နေရာရှိတယ်မိသားစုမှာတစ်နေရာအသင်းတော်မှာတစ်နေရာနှစ်နေရာရှိတယ်မိသားစုမှာဘယ်သူနဲ့ပေါင်းသင်းရမလဲဆိုရင်ကိုအမျိုးသားနဲ့အမျိုးသမီးနဲ့သားသမီးတွေနဲ့ကောင်းကောင်းမွန်မွန်မိတ္တဟာယလုတ်ဖို့ဒီအပေါင်းအသင်းဖိတ်ဖို့အရန်လိုအပ်တယ်မိသားစုတစ်ခုတချို့မိသားစုတွေမှာဆိုရင်အဖေနဲ့အမေတော်မှသိအပေါင်းအသင်းမရှိတဲ့မိသားစုတွေရှိတယ်အဖေကညသကောင်မှပြန်ချင်းညသကောင်မှပြန်နေမိအဖေလည်းရှိတယ်အဖေကကြိတ်တဲ့ချိန်မှာထကြိတ်တဲ့ချိန်မှာအိတ်ကြိတ်တဲ့ချိန်မှာသားသမီးလည်းဝင်စားကြိတ်တဲ့ချိန်မှာထွက်ကြိတ်တဲ့ချိန်မှာဝင်အပေါင်းအသင်းလုံးဝမရှိတဲ့မိသားစုတွေရှိတယ်အဲ့လိုပုံစံပဲအသင်းတော်မှာလည်းအသင်းတော်တုတက်ဖို့ရနဲ့အောင်မြင်ဖို့ရအတွက်ပါအတိတ်ကလှူဝဲချက်တာပါလဲဆိုရင်ကျွန်တော်အသင်းသူအသင်းသားများဒီအပေါင်းအသင်းလုပ်ဖို့အလွန်အရေးကြီးတယ်ဆိုတာပထမဆုံးဝင်ငှချင်တာဖြစ်ပါတယ်ဒုတိယအနေနဲ့ဒုတိယလှူဝဲချက်တာပါလဲဆိုရင်အငယ်53ကိုကြည့်ကြအောင်လူအပေါင်းတို့ဒီကြောက်လန့်ခြင်းရှိသဖြင့်တဲ့ဒီအသင်းတော်ဂျေရုဆလင်မှာရှိတဲ့ယက်တည်နေတဲ့အသင်းတော်ဟာဆိုရင်အလူ120ကနေ3000ထိဒူလာတာရက်ပိုင်းမှာလအတွင်းမှာဆိုရင်အယောက်100ကနေ3000ထိတက်ခါရဲတူတက်တာအရန်အောင်မြင်တဲ့အသင်းတော်ဖြစ်တယ်။ဘာကြောင့်ဒီလောက်ထိအောင်မြင်ပြီးမှတူတက်တယ်လဲဆိုရင်တို့ကအပေါင်းအသင်းအမင်းနဲ့ဖွဲ့လို့ဖြစ်တယ်။ဒုတိယချက်အနေနဲ့ဘာလဲဆိုရင်ဒီအသင်းတော်ကအရန်တိတ်ခါရှိတဲ့အသင်းတော်ဖြစ်တယ်။အသင်းတော်ဆိုတာအရန်တိတ်ခါရှိဖို့လိုတယ်။ပိတ်ဆံမရှိတော့မှတိတ်ခါတော့ရှိဖို့လိုတယ်။ယူတတာတိတ်ခါရှိနဲ့လူဆိုတာပတ်စံရှိတဲ့ပတ်စံရှိပြီးမှတိတ်ခါမရှိတဲ့လူအများကြီးရှိတယ်မိသားစုကြည့်မယ်ဆိုရင်ပတ်စံရှိတယ်ငွေရှိတယ်အကုန်လုံးရှိတယ်ဒါပေမဲ့တိတ်ခါမရှိတဲ့မိသားစုရှိတယ်အသင်းတော်မှာလည်းဘုရားကျောင်းကောင်းကောင်းမရှိတော့မှအကြီးမလုံနိုင်တော့မှလူအများကြီးမပါဝင်နိုင်တော့မှဘာအတိတ်ကလိုအပ်ချက်လဲဆိုရင်တိတ်ခါရှိကျွန်တော်အိန္ဒိယမှာကျောင်းတက်တုန်းကဆိုတော်တော်ဆင်းရဲခဲ့တယ်ပေါ့အခုလည်းဆင်းရဲပါတယ်ဒါပေမဲ့ဟိုအရင်တုန်းကဘဝလေးဆိုတော်တော်လေးကိုဆင်းရဲခဲ့တာရီချူဖို့ဆက်ပြတော့ခက်ရီချူခမ်းမှာအကျွမ်းအကြံလေးကိုစုပ်ပြီးမှရောက်ဆုံးအပြာအနီးရောက်ဆုံးစုပ်ပြီးမှရီချူဖို့တဲ့ကျောင်းသားဘဝနဲ့တက်လာတဲ့ကျောင်းသားတယောက်ဖြစ်တယ်အဲ့ချိန်မှာဘယ်လိုပဲဆင်းရဲသည်ဖြစ်စေတရောင်းစားသဘောထားလုံးဝတခါမှမမွေဘူးတိတ်ခါရှိပိတ်ဆံမရှိပေမဲ့တိတ်ခါစီအေးဆေးဆေးပဲသူများလည်းမတောင်းစားဘူးသူများစားတဲ့နေရာမှာလည်းကပ်မသွားဘူးအေးဆေးဆေးပဲပိတ်ဆံမရှိပေမဲ့တိတ်ခါတော့ရှိတယ်ဆိုတော့ဒီအသင်းတော် Grace မြန်မာနှစ်ချင်းအသင်းတော်တူတက်ဖို့ရန်အတွက်ပိတ်ဆံမရှိတော့မှတိတ်ခါရှိဘူးကားမရှိတော့မှတိတ်ခါရှိဖို့လိုတယ်လူမများရင်တော့မှတိတ်ခါရှိနဲ့ဝတ်ပြုစည်းဝေးလုံးမယ်ဆိုရင်ဒီအသင်းတော်ကဘုရားတင်ကမကြခင်ကောင်းကြီးမင်္ဂလာပေးမှာဖြစ်တယ်ဆိုတော့ဒုတိယလှူဝဲချက်အသင်းတော်အောင်မြင်ခြင်းနဲ့ဒုတိယလှူဝဲချက်ကတိတ်ခါရှိနဲ့ပုံမှန်လေးစာဆက်သွားလိုက်လို့ရှိရင်ဒီအသင်းတော်ကဘုရားတင်ကကောင်းကြီးပေးပြီးမှမကြခင်တော်တော်ကြီးတဲ့အသင်းတော်လည်းဖြစ်နိုင်ပါတယ်ဆိုတာဒုတိယလှူဝဲချက်ဝင်ငါခြင်းတာဖြစ်ပါတယ်တတိယအနေနဲ့ဒီအငယ်54ကြည့်လို့ရှိရင်
တမန်တော်တို့ဒီများစွာသောနမိတ်လက္ခဏာအိုးပွေသောအမှုတို့ကိုပြုတ်ချ၏ယုံကြည်သောသူအပေါင်းတို့သည်တဆုတဝေးဒီနေကြသဖြင့်မိမိ၌ရှိသမျှကိုဆက်ဆံ၍သုံးဆောင်ကြ၏မိမိတို့နှင့်ဥစ္စာပစ္စည်းများကိုရောင်းပြီးလျှင်လူများဆင်းရဲသည့်အတိုင်းအတီးတီးကိုအတူတကွသုံးဆောင်ဝေငှချင်းလောက်ကြ၏တဲ့အသင်းတော်အောင်မြင်ခြင်းနဲ့လှူဝက်ချက်တတိယလှူဝက်ချက်ဒါဆိုရင် we need to share one another မရှိတဲ့သူနဲ့ဝေငှပြီးမှအသက်တာလဲဝေငှမယ်ငွေရေးချေးမှလဲဝေငှမယ်ဆိုရင်အသင်းတော်ကတေချာပုတ်ဖျားတဲ့ကကောင်းခြင်းမင်္ဂလာချပြီးမှအောင်မြင်မှာဖြစ်တယ်ဆိုတာတတိယလှူဝက်ချက်ဝေငှချက်တယ်အသင်းတော်ကဒီဖျားเจ้าအသင်းတော်တစ်ခုဆိုရင်အသင်းတော်တစ်ပါးမှာပါဝင်တဲ့ယုံကြည်သူတိုင်းဟာကျွန်တော်ဘဝမတူချဘူးပညာရှိတယ်လို့လည်းပါမယ်ပညာမရှိတယ်လို့လည်းပါမယ်ဒီမှာပြောမယ်ဆိုရင်ဒီမှာ Angela ပါဆိုရင်တကယ်ပညာရှိဒီလိုမျိုးတော်လာရေးသားမယ်ဖြစ်ခဲ့လို့ရှင်သူကတကယ်လူကြီးဖြစ်မယ်ဒီမှာ engineer လည်းပါတယ်ဟိုမှာပညာဒီမှာဆ iam ချူဆိုရင်တကယ် officer ဖြစ်တယ်ပညာရှိတယ်လို့လည်းဒီမှာဆ iamရှာမူးနဲ့ရှာမနှင်းဆိုရင်တကယ်ပညာရှိဖြစ်တယ်အဲကြားထဲမှာပညာမရှိတဲ့လူလည်းပါမယ်ပတ်စံရှိတဲ့လူလည်းပါမယ်မရှိတဲ့လူလည်းပါမယ်ဒါပေမဲ့ဒီအသင်းတော်မှာပါဝင်ပြီးဆိုရင်ရှိတဲ့လူနဲ့မရှိတဲ့လူကတန်းတူဖြစ်အောင်အတတ်နိုင်ဆုံးကျွန်တော်ငွေကြီးချေးနဲ့တော်လကောင်းဝိညာဉ်ရေးရနဲ့တော်လကောင်းကျွန်တော်sharing လုပ်ဖို့ဝေငှဖို့အရန်လူအပ်တယ်အတင်းတော်ဆိုတာပါတီမဟုတ်ဘူးကိုင်းကနဆိုတာလည်းသဘောမကျဘူးအတင်းတော်ဆိုတာကိုင်းကနလည်းမဟုတ်ဘူးအဖွဲ့အစည်းလည်းမဟုတ်ဘူးပါတီလည်းမဟုတ်ဘူးဘာလဲဆိုရင်ကျွန်တော်ဖျားတကယ်ရမိသားစုညီကူမောင်နှမတွေဖြစ်တယ်ဆိုတာနည်းနည်းခုအားပေးချင်အတင်းတော်ဆိုတာပါတီမဟုတ်ဘူးNLD ပါတီလိုမျိုးမဟုတ်ဘူးကြံ့ခိုင်ပါတီလိုမျိုးမဟုတ်မိသားစုဖျားသခင်ရဲ့မိသားစုညီကူမောင်နှမအရင်တတ်ဖြစ်တယ်ဆိုတာဝင်ကားခြင်းတယ်ဆိုတော့ကျွန်တော်အကူဒါမှမဟုတ်ရှင်ကျွန်တော်ငီခက်ငွေကြီးနဲ့ခက်ဟိုပြဿနာဂျုံတွေ့လို့ရှင်ကျွန်တော်ရှောက်ကြည့်လို့မရဘူးကျွန်တော်ဝေငှဖို့အရန်လိုအပ်တယ်ဒီရောက်နဲ့ဒီရောက်ကျွန်တော်ခက်ခဲတဲ့နေရာမှာဝေငှပြီးမှဆုတောင်းခြင်းနဲ့တော်လကောင်းခွန်အားပေးခြင်းနဲ့တော်လကောင်းငွေကြီးချင်းနဲ့တော်လကောင်းခွန်အားပေးလို့ရှင်အဲ့အသင်းတော်ကအောင်မြင်ဖို့တရားမှာတရားသိချတယ်ဘုရားသခင်ကကောင်းချီးပေးမှာဖြစ်တယ်ဆိုတာဒါတရားအသင်းတော်လှူအောင်မြင်ခြင်းရဲ့လှူဝက်ချက်ဒါတရားလေးကိုဝေငှခြင်းပါတယ်ဆိုတော့ဒီဝတ်ပြုစုဝေလာတဲ့အချိန်မှာသူ့မောင်လူအချက်များရှိသလားသူ့မောင်ခက်ခဲဂျုံတော်ရှိသလားသူ့မောင်ပြဿနာရှိသလားပြဿနာရှိလို့ရှင်အဲ့ပြဿနာဘယ်လိုပုံစံနည်းနဲ့ကျွန်တော်ကိုမြင်နိုင်မင်းနေလာများရှိသလားဆိုတော့မျက်စိဖွင့်ပြမှာတကယ်ချင်းဒီမှာအသင်းတော်မှာပါဝင်တဲ့မိသားစုတွေကိုတကယ်ကိုပဲလေ့လာပြီးမှကိုငြိဖို့အရန်လိုအပ်တယ်ကျွန်တော်ဆိုရင်တက်တဲ့ခန္ဓာတက်တဲ့အများကြီးခံလို့ရှင်မကောင်းဘူးเนาะကျွန်တော်ဝေဒီနှုတ်ကပတ်တော်ဝေငှတဲ့အချိန်မှာတက်တဲ့ခန္ဓာတိတ်သဘောမကျလို့ဝေတက်တဲ့တိတ်မခံတာကျွန်တော်နေရီသွားလို့ရှင်ဗာကြည့်တယ်လေဆိုရင်သူမြောက်ကြည့်တယ်ဘလို့ကျမ်းမာရေးနဲ့တော်လကောင်းကူညီဖို့လူအပ်မယ်လို့များတွေးမလားဆိုတာကျွန်တော်ရှာတာကျမ်းမာရေးနဲ့တော်လကောင်းပါနဲ့တော်လကောင်းကူညီဖို့လူအပ်တဲ့လူများရှိသလားဆိုအမေးပါရှာတယ်ပတ်စံရှိသလားလုံးဝမရှိဘူးမရှိပေမဲ့ကူညီခြင်းစိတ်တော့တကယ်ရှိတယ်ကျွန်တော်အသက်ရှင်တာကူညီဖို့ပဲအသက်ရှင်တာဖြစ်တယ်ဘုရားသခင်အတွက်အသက်ရှင်နေဆိုတာဘုရားသခင်ကဝိညာဉ်ဆိုတာမြင်ဘူးလားမမြင်ဘူးပေးကလို့ရလားမရဘူးဘုရားသခင်ပေးကနဲ့ဆိုတော့ကုဒီချစ်တော်မိကူမောင်နှမစီမှာပေးကခြင်းလားဘုရားသခင်စီမှာပေးကခြင်းလားတူပဲဆိုတော့ဒီအသင်းတော် Grace မြန်မာနှစ်ချင်းအသင်းတော်တိုးတက်ဖို့ရန်အတွက်လှူဝက်ချက်တားတရားလှူဝက်ချက်တာကျွန်တော်ရှိသမျှတတ်နိုင်ဆုံးတယောက်နဲ့တယောက်ဝေငှဖို့ရန်လိုအပ်တယ်ဆိုတာကျွန်တော်ဆက်လက်သာဝေငှလို့ရှိရင်ဒီအသင်းတော်ကတနေ့နေ့ကြာရင်တောက်တုံးကဘဝလေးပေါ့နော်အင်ဂျလာပါနဲ့နေဝေငှခြင်းကျွန်တော်အရက်တောက်တုံးရဲ့ဘဝလေးပေါ့နော်ငယ်တုန်းကဆိုရင်အရက်တောက်ခဲ့ဘူးလေပေါ့အင်ဂျလာပါလို့တောက်မလားတော့
မသိဘူးပေါ့နော်ဒါမဲ့အတွေ့အကြုံလေးတို့ရှိပါတယ်ကျွန်တော်အရက်တောက်လို့ရှိရင်တခါတလေရဖြစ်တယ်ကျွန်တော်ငယ်တုန်းကဆိုရင်မိတ်မဲတဲ့ခက်ကိုတကယ်လို့ခေါ်မလဲရံဖြစ်တဲ့ခက်ဆိုတော့ပြီးတော့ဒါတဖွဲ့ဈေးတဲ့တဖွဲ့မြုပ်တဲ့တာဖွဲ့လိုက်နဲ့ရံဖြစ်တာရှင်စိတ်ရှိမှာဝတ်ပြုစီဝဲဖြစ်တယ်ဆိုတာနည်းခွန်အားပေးခြင်းနဲ့ဆိုတော့ဒီမှာ Grace မြန်မာနှစ်ချင်းအသင်းတော်အောင်မြင်ဖို့ရန်အတွက်လိုအပ်ချက်တွေရှိပါတယ်နောက်ဆုံးအနေနဲ့တာရကတခုပြောချင်တာဒီ HBC ဖျားကြောင်နှုတ်နာလေးမှာဟာခါဒိုနတ်ဆိုတာရှိတယ်ဟာခါဒိုနတ်တာသူတို့ idea လေးက ingredient ပေါ့နော်ဒိုနတ်ထဲမှာကျုပ်ဘလောက်ချူစားထဲလဲချက်သားအမို့တကြားဘလောက်ချူစားထဲလဲဘာထဲလဲဆိုတာတင်တန်းတက်လို့မရဘူးတင်တန်းတက်လို့ရမလားဆရာမကြီးမရဘူးတင်း50ပဲတင်း100ပဲတင်တန်းပေးမှာမဟုတ်ဘူးဘာလို့လဲဆိုတော့သူတို့မှာဟာခါဒိုနတ် secrets ရှိတယ်သူတို့မှာလှူဝက်ချက်ရှိတယ်အဲ့ဒါလှူဝက်ချက်ဘယ်လို mix လုပ်လဲဘာနဲ့ဘာရောပြီးမှဘာချူစားနဲ့လုပ်လဲဆိုတော့သူကတင်လို့မရဘူးပေါမှုတော့သွားတင်လို့ရတယ်မလေးမှာသွားတဲ့ဘယ်နေရာပဲဝတ်တင်တန်းများရှိတယ်ဒါပေမဲ့ဟာခါဒိုနတ်ကြတော့တင်တန်းပေးလို့မရဘူးတင်တန်းတက်လို့လည်းမရဘူးဆိုတော့ပြောချင်တာပါလေဆိုရင်ဟာခါဒိုနတ်မှာလေ secret ရှိတယ်အောင်မြင်ခြင်းရဲ့ဟာခါဒိုနတ်အောင်မြင်ခြင်းရဲ့လှူဝက်ရှိတယ်အဲ့ဒါလှူဝက်ချက်သိလို့ရှိရင်နင်းလဲနှစ်ဆန်တတိဖြစ်လာမယ်ကျွန်တော်ကြားဘူးတယ်ဟာခါ HBC မှာဆေဖူးတဖူးအများဆုံးပေးတဲ့လူကဟာခါဒိုနတ်ပြီးသားဆိုတယ်မှန်လားလို့မသိဘူးမှန်လားလို့မသိဘူးတို့အိမ်ဆောက်လေးမှနေတယ်ဒေါနတ်လေးလုပ်တယ်ဝင်ငွေရတော့များသလားမမင်းနဲ့ဘာလို့လဲလှူဝက်ချက်လူဝတ်ချင်တာဘယ်ကနေရတယ်လဲ American missionaries ကနေရတာအဲ့ဒါ American missionaries ကနေရတဲ့လူဝတ်ချက်ဘယ်သူမှမပြောချင်ဒါမဲ့ဒီမှာဟာခါဒိုနဲ့အောင်မြင်ချင်းလူဝတ်ချက်ထက်ဘူးအရေးကြီးတယ်လူဝတ်ချက်ကဘာလဲဆိုရင်အသင်းတော်အောင်မြင်အရန်လို့တယ်အသင်းတော်ထဲမှာပါဝင်ပြီးဆိုရင်လုံးဝအောင်မြင်စေရမယ်အဲ့ဒါအောင်မြင်ဖို့ရန်အတွက်အသင်းတော်အောင်မြင်ခြင်းရဲ့လှူဝက်ချက်ဆိုတာပါလေဆိုရင်ဒီနေ့ဝင်ငှထားတဲ့အချက်လေးတွေဖြစ်ပါတယ်ဂျေရုဆလင်မှာယက်တည်ထားတဲ့ဘုရားသခင်ကအစပြုတဲ့အသင်းတော်ဆိုရင်အယောက်120ကနေဘယ်လောက်ထိတိုးသွားလဲအယောက်3000ထိရက်တွင်းမှာလတွင်းမှာတခါတည်းအောင်မြင်ပြပါတိုးတက်တာဖြစ်တယ်။ဘာကြောင့်လဲသူတို့လှူဝက်ချက်လေးရှိတယ်။ဒီ Grace မြန်မာနှစ်ချင်းတဲ့အသင်းတော်လေအသင်းတော်ရဲ့အောင်မြင်ခြင်းလှူဝက်ချက်လေးကိုနှစ်တိုင်းတာအသုံးပြုလို့ရှိရင်ဒီမြန်မာနှစ်ချင်းအသင်းတော်လေတနေ့နေ့ကြာရင်တို့ကြီးမားတဲ့ဘုရားသခင်ကအသုံးပြုတဲ့အသင်းတော်ကြီးလေးဖြစ်လာနိုင်ပါတယ်ဆိုတာဒီနေ့ဝင်ငါချင်းတာဖြစ်ပါတယ်အကုန်လုံးပဲကျေးဇူးတင်ပါတယ်